data analyst channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ video လေးကတော့ကျွန်တော်တို့အလုပ်ရပြီးသွားတဲ့ situation ပေါ့နော်အလုပ်ဆက်ဆက်ရခြင်းမှာဘယ်လိုနေထိုင်ရမလဲပေါ့ကျွန်တော်ရဲ့ရုံးခဲ့ရတဲ့ပထမဆုံး3လအကြောင်းကိုပြောပြပေးချင်ပါတယ်အဲ့နဲ့ကျွန်တော်အလုပ်ရတော့ကျွန်တော်ဆက်ဆက်ချင်း join နေပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ရဲ့ပထမဆုံး corporate experience ပေါ့တိတ်ပြီးတော့အရင်တော့အဲ့လို experience မရှိဘူးonline မှာကြည့်မိတာတော့ဘာလို့ရှိတာဆက်ဆံတဲ့လူတွေအရင်များတော့ဆက်ဆံခြင်းကတော့ကိုယ်အနေနဲ့ struggle ဖြစ်တယ် culture shock ကလည်းရှိတယ်ပေါ့နော်culture shock ဥပမာပြောရရင်ကျွန်တော်တို့capital letter နဲ့စာပို့ရင် team မှာစာပို့ရင်အဲ့ဒါ oral လို့အတန်ထွက်တယ်ပေါ့နော်အဲ့လိုမျိုးယူဆကြတယ်ပေါ့နော်ဒါကတော့တခြား culture တွေလည်းတခြားနေရာတွေမှာလည်းအတူတူပဲလို့ထင်ပါတယ်သိချာတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့တော့ပထမဆုံး3လကအရေးကြီးဘာလို့ရေးကြည့်လို့ပြောရလဲဆိုလူတွေက first impression အရင်ရေးကြည့်တယ်ကိုကအဲ့3လမှာအလုပ်ကိုယူနေအောင်လုပ်နေလို့ထင်ပါတယ်ကိုနောက်ပိုင်းလုံးလုံးမလုပ်လို့သူတို့ကကိုဒီလိုမြင်လိုက်တာဟုတ်ကဲ့ဒီလိုအရင်အလုပ်ကြိုးစားတယ်အဲ့လိုပဲထင်တာပေါ့နော်အဲ့တော့စစချင်းကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့မှာကweekly meeting ရှိ manager နဲ့အဲ့ provision period မှာ provision က16ပတ်ကျွန်တော်ကြာ provision အဲ့တော့အပတ်တိုင်းမှာ weekly meeting ရှိတယ်ကျွန်တော်တို့ကပထမဆုံး2လပဲ weekly meeting ရှိလိုက်တယ်နောက်ပိုင်းလတွေတော့မရှိဘူးအဲ့မှာကျွန်တော်တို့ရဲ့အခွင့်အရေးပေါ့နော် working from home ရတယ်ဒါပေမဲ့ကျွန်တော်ကစစချင်း1လမှာမယူဘူးပေါ့နော်ကျွန်တော်ပြောလိုက်ရင်မယူတော့ဘာလို့ဆိုတော့ငါဘာမှမလုပ်တတ်သေးဘူးအဲ့တော့ငါလေးလာခြင်းတယ်ဒီဘယ်လိုပြောမလဲရုံးမှာလေးလာပို့လွယ်တယ်ပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်ရုံးမှာကကျွန်တော်ရဲ့ team ကတချို့လူတွေကမနက်9နာရီ3နာရီလုပ်တယ်တချို့နည်းနည်းနောက်ကျတဲ့တယောက်ရှိတယ်သူက9နာရီ9နာရီလုပ်တယ်အဲ့တော့ကျွန်တော်ကမနက်9နာရီဆိုရုံးသွားတယ်3နာရီမှကျွန်တော်မပြန်ဘူးအဲ့ကျန်တဲ့2နာရီကြံခဲ့တဲ့တယောက်စီကနေရသလောက်သိတယ်ပေါ့အဲ့ဒါကို manager ကတွေ့တယ်အဲ့တော့သူသိတယ်ပေါ့နော်အဲ့တော့ तू မသိအောင်လဲကိုကသိအောင်လုပ်ပေးရမယ်တောင်းရှိတယ်ပေါ့အဲ့လိုမျိုးတခါတလေကြာရင်အဲ့လေးတွေဘယ်လိုလုပ်လို့ရလဲဆိုတော့နည်းနည်းတော့အုံနောက်သုံးဖို့လိုတာပေါ့နော်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော် team မှာ9နာရီကျော်မှစပို့လိုက်တာအဲ့လိုမျိုးလေးပေါ့အဲ့ဒါဆိုသူသိတယ်ကျွန်တော် online ဖြစ်နေကြအောင်ပြီးတော့ညနေပိုင်းနေကြရင်လည်းကျွန်တော်တခါတလေကြာရင်manager တွေကကတော့သူတို့အလုပ်ရှုပ်တယ်ကွာတခါတလေညဘက်တွေသူတို့အားချင်းလုပ်ရတာရှိတယ်ဒါပေမဲ့ကိုကအဲ့ချိန်မှာတခု landing လုပ်နေတာဖြစ်ဆိုရင်ကျွန်တော် work laptop သုံးတယ်အဲ့ဒီချိန်တော့ပေါ့နော်သုံးတော့ကျွန်တော် landing လုပ်နေ team ကစိမ့်နေပေါ့အဲ့ကြာကျွန်တော်တခါတလေကြာဒါပေမဲ့သူတို့ကမသိဘူးကွာကိုအလုပ်လုပ်နေလားမလုပ်နေလားအဲ့တော့ကိုကသူတို့သိအောင်ပေါ့နော်တခုမေးတာဖြစ်ဒါမှမဟုတ်မနက်ဖြန်တော့ plan တခုဖြစ်သွားပြောတာမျိုးအဲ့ကြာရင်သူတို့ကသိတယ်ပေါ့ဒီလိုပါလို့ဒီချိန်ဒီ active ဖြစ်နေရတယ်ပြီး email reply လုပ်တာအဲ့လိုမျိုးလေးပေါ့အဲ့ဒါဆိုသူကသိတယ်အဲ့တော့2လကြာတဲ့အခါမှာကျွန်တော်ရဲ့ skills ကတိုးတက်လာတယ်ပေါ့နော်အလုပ်တွေစပြီးလုပ်နိုင်လာပြီmanager ကျွန်တော်စပြီးတော့ project တခု assign လုပ်တယ်အဲ့တော့ကျွန်တော်တင်ပေးနေတဲ့အကြီးတွေကကာပြီးရပေါ့နော်သူကကျွန်တော်အငယ်ဆုံးဆိုတော့သူကစင်ပြေပါမလားပေါ့နော်ကျွန်တော် manager ရတယ်သူလုပ်နိုင်တယ်ငါသိတယ်ပေါ့အဲ့လည်းအမ project အသေးလေးကိုစလုပ်ရတော့စလုပ်ရင်အဲ့ဒါလည်းပြီးသွားတော့အဆင်ပြေတယ်ပေါ့နော်အခုမှကြည့်မယ်အဲ့ project က very easy project အခုသာလောက်ခိုင်းလား15မိနစ်နဲ့ပြီးတဲ့ဟာမျိုးပေါ့နော်ကျွန်တော်အချိန်3ရက်လောက်ယူခဲ့ပါတယ်အဲ့ဒါတော့ပုံမှန်ပါပဲ right okay အဲ့ပြီးတော့သူကနောက်ပိုင်းကျတော့သူကျွန်တော်ခေါ်ပြော2လကြာတော့အလုပ်လျှော့လို့ပေါ့အလုပ်ကပွားမဟုတ်ပေါ့နော်မင်း life ရှိအောင်နေအောင်ပေါ့ကြိုးစားချင်တာသိတယ်ပေါ့အဲ့ဒီချိန်မှာကျွန်တော်စပြီးအလုပ်ကိုလျှော့ပြီးလုပ်တယ်ဒါပေမဲ့ကျွန်တော်မှာတစ်ခုရှိတာ work ethic ပေါ့ဘယ်တော့ဖြစ်ကျွန်တော်အလုပ်ကိုဖြတ်ဖို့အလုပ်လုပ်ရမယ့်အချိန်ဆိုကျွန်တော်ဖြစ်အောင်လုပ်တယ်အချိန်ဥမာတော်တို့ကflexible ကွာချိန်ကဒီနေ့6နာရီလုပ်ပြီးနောက်နေ့10နာရီလုပ်လိုက်ရဒီနေ့10နာရီလုပ်နောက်နေ့10နာရီလုပ်ကြိုက်သလိုခွဲလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့1နာရီ2နာရီကစားကျွန်တော်အပြင်သွားခြင်းတယ်ဆိုကျွန်တော်သူ့ပြောရတယ်ငါ2နာရီလောက်အပြင်သွားမယ်ငါဒါဘေးရက်ဒီမှာဘယ်လိုပြန်ဖြည့်ပေးမယ်ပေါ့အဲ့လိုမျိုးသူ့ကိုကြိုးပြီးအတိပေးတဲ့ဟာမျိုးပေါ့အမှန်အတိပေးကြမလို့ဒါပေမဲ့ကိုကအဲ့လိုမျိုးလေးလုပ်ပြီးတော့သူကဘယ်လိုပြောရမလဲကိုဘာလုပ်နေလဲသူသိတယ်ပေါ့နောက်တစ်ခုကကျတော့ journal ရေးတာကျွန်တော်ရဲ့တနေ့စာကိုတနေ့လုံးဟာပေါ့လေကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော် document ရှိတယ်ချိန်နေပေါ့နော်ဘယ်ချိန်ကနေဘယ်ချိန်ဘာလုပ်ပါလဲဆိုတာမျိုးအဲ့ဒါရေးတာဘာအကျိုးကျေးဇူးရှိလဲဆိုတာဒါနောက်ဗီဒီယိုတွေမှာပြောပြပါမယ်ဘာလို့ဆိုတော့ဗီဒီယိုအရင်ရှည်ကျွန်တော်လည်းမကြည့်ချင်လို့ပါကျေးဇူးတင်ပါတယ်